ဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်တို့က Python နဲ့နေပြီးတော့ကြိုဆိုပါရစေဖွင့်ရကြာသေးတယ်နောက်တစ်ခုက shorthand if ပေါ့နော်အဲ့တော့ shorthand if ဆိုတာလည်းထွေထူးထူးတော့မရှိပါဘူးဒါပေမဲ့ပြောတော့ပြောရမှာဘာဖြစ်လို့လဲဆိုတော့သူက Python မှာပဲရှိရ structure ပေါ့နော်ဘယ် programming မှာမရှိဘူး Python မှာပဲရှိရ structure အဲ့ဒါကတော့ဘာလဲဆိုတော့ if you have only one statement နော်စာကြောင်းတစ်ကြောင်းပဲရှိရ to execute ဒီမှာ execute ကိုမြင်တဲ့ကျွန်တော်တို့က run or maybe statement ပေါ့နော်ကျွန်တော်စာကြောင်းတစ်ကြောင်းပဲရှိတယ်ပေါ့နော်အဲ့တော့စာကြောင်းတစ်ကြောင်းနဲ့ပဲရှိတယ်စာကြောင်းတစ်ကြောင်းနဲ့ပဲအလုပ်လုပ်ရမယ်ဆိုလို့ရှိရင် you can put it on the same line as the if statement if statement နဲ့တစ်ကြောင်းနဲ့မှတွဲပြီးရေးခွင့်ရှိပါတယ်တဲ့ဒါဘယ် programming မှာမရှိဘူးဥပမာဆိုပါဆိုတဲ့ A နဲ့ B ရဲ့ A က B ထက်သာကြီးခဲ့တဲ့ဆိုလို့ရှိရင်အဖြေက A square than B ဆိုပြီးတစ်ကြောင်းနဲ့ရေးချင်တာ one statement only အောင်ပါလိုက်သေးတယ် only one statement တစ်ကြောင်းနဲ့ဖြစ်ခဲ့ရဆိုလို့ရှိရင်အခုလိုမျိုးတွဲပြီးရေးလို့ရတယ်အဲ့ဒါကိုကျွန်တော်တို့က shorthand if လို့ခေါ်တယ်ဒါ Python ရဲ့ simple syntax ကဖြစ်ပေါ်လာတဲ့အရာပေါ့နော်ဒီကြောင်းနဲ့ဆိုရင်ရေးလို့ရတယ်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့က B330 print A နော်ဒါဒီပုဒ်စာကြည့်အောင်နော်ဒါတော့မကြက်တော့ပါဘူးနော်ဟောဆိုကျွန်တော်အချိန်နော်တစ်ခုလေးပြောလိုက်ချင်တယ်အဲ့တော့ A ရော2 B equal 330လို့ပြောရဲ print A if A greater than B as print B ဆိုဒါဆိုဒီကြောင်းနဲ့ရေးထားတော့မှန်တယ်ဒါပေမဲ့ဒါကတော့ဒီကြောင်းနဲ့မဟုတ်တော့ဘူး only one statement မဟုတ်တော့ဘူးဒီကြောင်းနဲ့ဆိုတော့ကိုယ့်ဟာသာကိုဒီကြောင်းနဲ့အလုံးပြည့်ရေးတာပြောတာမဟုတ်ဘူး if statement ရဲ့နောက်မှာဒီကြောင်းနဲ့အခြေအနေလှုပ်ဆောင်ရမယ်ဆိုရင်ရေးခွင့်ရှိတာဒီမှာဆိုရင် print A ဆိုတာဒီကြောင်းမှာif A greater than B ဆိုတာဒီကြောင်းမှာဒီကြောင်းထဲမှာနော် if နောက်မှာဒီကြောင်းမှာမပါလို့ကို error တက်နေပြီဟုတ်ပါတော့ s ကလည်းဒါကျွန်တော်တို့ကဒီကြောင်းမှာ print B ကဒီကြောင်းမှာဒီဟာဒါအပြည့်စုံရေးမယ်ဆိုရင်ကြားထဲမှာ၅ကြောင်းရှိပါတယ်ဒီလိုမျိုး၅ကြောင်းကိုနော်ဒီကြောင်းနဲ့ဆွဲစုနော်ရေးထားရင်တော့လေ error တက်မှာပေါ့နော်သူပြောတဲ့အခြေအနေဒီ condition တစ်ခုဒီအခြေအနေတစ်ခုပဲလှုပ်ဆောင်ရမယ်ဆိုရင်တော့တွဲရေးခွင့်ရှိတယ်အဲ့လိုရေးတာကို shorthand if လို့ခေါ်တယ်နော်ဒါလေးတစ်ခုပါနော်ဒါလည်းသူ့ရဲ့ထူးခြားချက်ဆိုတော့ထည့်ပြောပေးတာပေါ့နော်ဘယ်သူမှတော့မသုံးပါဘူးခါလေးကြိုပြောထားလက်တွေ့ဘဝမှာရောင်းနေတဲ့နော် condition ဆက်ရမယ်ဆိုတော့အရင်ကိုယ့်ဘာသာကိုဖန်တီးရတာတော့ပဲရှိမှလိမ့်မယ်ပေါ့နော်โอเคထားလိုက်ပါကျွန်တော်တို့ A equal 100နောက်တစ်ခါကျွန်တော်ထပ်ပြီးကြည့်ရအောင်နော်တချို့နားမလည်သေးဘူးဆိုရင်အဲ့တော့ B equal ကျွန်တော်တို့က50ပေါ့နော်အဲ့ if B greater than A ပေါ့နော်ဒါ B က greater than A တဲ့ကြီးလက်ဟုတ်ပေါ့နော်လက်တွေ့ဘဝမှာကြီးမနေဘူးဒါပေမဲ့ကျွန်တော်ကစစ်တာဖြစ်တဲ့အတွက်ကြောင့်စစ်လိုက်မယ် PRN ဒီ print ပေါ့နော်ဒီလိုချိန်သာဖြစ်ခဲ့ရင်တော့ဒါ B is B ကကြီးရပေါ့နော် B is greater than A ပေါ့နော် sorry A ပေါ့နော်ဒါ B ဒီ A တဲ့ကြီးပါသေးပေါ့နော်အဲ့တော့မဟုတ်သေးဘူးကျွန်တော်ထပ်စစ်မယ်ထပ်စစ်ရင်ကျွန်တော် ELIF ပေါ့နော်အဲ့တော့ B ကမြန် A နဲ့မြန်ညီးနေလေသလားပေါ့နော် A ညီးလားဆိုတော့ကျွန်တော်စစ်လိုက်တယ်ညီးလားဆိုတော့ညီးသားဆိုတဲ့ condition မှန်တယ်ဆိုရင်ဘာဖြစ်တင်လဲဆိုတော့ညီးလားဆိုပြီးဖြစ်တင်တာပေါ့နော်တခြားတွေလျှောက်ရေးလေရတယ်ဒါပေမဲ့ညီးနေပါတယ်ဆိုမှကျွန်တော်တို့ထွက်တဲ့ result ဒီညီးပါဒီဆိုတဲ့အဖြေပဲထွက်တင်တာပေါ့နော် A and B က B and A ပေါ့နော်ဒီမှာတော့ B and A are equal နောက်တစ်ခုကျွန်တော်တို့က as ပေါ့နော်ဒီလိုချင်းနေတာကြီးရင်ကြီးမကြီးရင်ကြီးမညီဘူးဆိုရင်တော့ငယ်ပြီပေါ့နော် as ဘယ်လိုမှမဟုတ်ခဲ့ဘူးဆိုလို့ရှိရင်တော့ B ကငယ်တော့ပြီB is great smaller than A ပေါ့နော်ဒါကကိုကြီးတဲ့လို့စိတ်ကြိုက်လှည့်တာပတ်တာရေးပေါ့နော်မြန်မာလိုရေးလိုက်ရပါကျွန်တော်ဒီပုံစံကို run လိုက်မယ်ဆိုရင်ဘာထွက်လာမလဲဆိုတော့ B is smaller than A ပေါ့နော်ကောင်းစားကြမလို့ထင်ပါနော်โอเคတော့ကျွန်တော်တို့ကသူ့ကိုပြောင်းလိုက်မယ်ကျွန်တော်900လို့ပြောင်းလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့က B is greater than A ဖြစ်သွားမှာပေါ့နော်အခြေအနေ condition 1ထွက်လာမယ်အဲ့တော့ကျွန်တော်တို့ညီသွားတယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ second condition A and B ဆို B and A are equal ပေါ့နော်အဲ့တော့ condition ဆိုတာကိုသဘောပေါက်မှထင်ပါတယ်အဲ့လိုမျိုးအခြေအနေတွေမှန်နေဆိုရင်အလုပ်လုပ်တာမျိုးကျွန်တော်တို့က condition လို့ခေါ်ပါတယ် programming မှာ condition တွေဒီအသက်ပါဘာမှန်ဘာလုပ်မယ်ဆိုတော့ရေးထားတာပါဒါကြီးကလုံးဝပြောင်းလဲမရှိပါဘူးဒီလိုနဲ့ပဲတွေးပြီးရေးတာပါ AI နေလဲထုံနေလဲကောင်းပဲရေးတာပါโอเคအဲ့တော့ကျွန်တော်တို့ကနော် input method လေးတစ်ခုလေ့လာရအောင်ပါအဲ့တော့ input ဆိုတဲ့စကားလေးပေါ့နော် what is input ပေါ့နော်ကျွန်တော်ကွန်ပျူတာမှာ programming ပဲဖြစ်ပေါ့နော်ကွန်ပျူတာဆိုရက်နော်တချို့လဲ IT ကိုစိတ်ဝင်စားရတယ်ပေါ့နော်ကွန်ပျူတာနဲ့ပတ်သက်တဲ့ architecture ဘက်ကိုစိတ်ဝင်စားရတယ်ဆိုရင်ညီလဲပါတော့အဲ့ကွန်ပျူတာမှာကျွန်တော်တို့က IT field မှာကွန်ပျူတာဆိုတာ IT field မှာကျွန်တော်တို့အလုပ်ကနှစ်ခုပဲရှိပါတယ်အဲ့ဒါတော့ဘာလဲဆိုတော့ကျွန်တော်တို့က input က output ကပါကျွန်တော်တို့က input ရယူတယ်ကတိကတ်ပြောရင်တော့ကျွန်တော်တို့က3 state ပေါ့နော် 3 main state ပေါ့နော် every programming or every IT field in every processing နော်ကျွန်တော်တို့လှုပ်ဆောင်မှုမှန်သမျှ machine စတဲ့ခုရဲ့လှုပ်ဆောင်မှုမှန်သမျှမှာကျွန်တော်တို့အခြေအနေ၃ခုပဲရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ input ဆိုတဲ့တန်ဖိုးတစ်ခုအပြင်ကတန်ဖိုးတစ်ခုအကြောင်းအရာတစ်ခုအခြေအနေတစ်ခုပေးလိုက်တယ်အဲ့အခြေအနေကိုကျွန်တော်တို့က processing လုပ်ပါတယ် process လုပ်တယ်လို့ခေါ်ပါတယ်
တွက်ချက်တယ်ပေါ့နော်မြန်မာလိုပြောမယ်ဆိုရင်တွက်ချက်တယ်ပြီးရင်ကျွန်တော်တို့ကဘာလုပ်ပေးလဲဖြည့်ထုတ်ပေးတယ် output ပေါ့နော်အဲ့တော့ two state လို့သုံးတဲ့လူတွေက input နဲ့ output ကိုပဲပြောတော့ input ထည့်ပေးလိုက်တယ် output ထွက်ပေးလိုက်တယ်ဒါဆိုရင်ကျွန်တော်တို့က this is a machine this is a program this is a IDF ပဲ IDF မှာဘာမှထည့်မပေးနဲ့ထွက်လာတဲ့ result ဆိုတာမရှိဘူးဒါကိုလည်းလက်ခံနိုင်ဖို့လိုတယ်တချို့ကပြောတယ်ကျွန်တော်တို့ဖုန်းထဲက data တွေကကျွန်တော်တို့ဘာမှမလုပ်ဘဲနဲ့ပျောက်သွားပါတယ်ဘာလို့ no input no output input မရှိဘူး output မရှိပါဘူးကျွန်တော်တို့ဘာမှမလုပ်ဘဲနဲ့ကျွန်တော်တို့ဖုန်းထဲ data မပျောက်ပါဘူးတချို့ကပြောမယ်ကျွန်တော်ဘာမှတကယ်ကိုမလုပ်တာပါကျွန်တော်ပထမဆုံးလုံးမိရတော့ internet ချိန်တာပါပဲနောက်တစ်ခုတော့ကျွန်တော်တို့နော်တချို့ ID နဲ့ပတ်သက်တဲ့လေ့လာလို့ဆိုသိပါလားဘာသုံးလိုက်တာလဲတခုခုတော့သုံးလိုက်လို့ပါ software တစ်ခုကို down လိုက်တာလား link တစ်ခုကိုဝင်လိုက်မိရလားသူများဟာကိုသွားပြီး access နှိပ်လိုက်မိရလားဒါမှမဟုတ်ရှင် sum ကိုမသိလိုက်ဘဲနဲ့ pattern တစ်ခုခုနှိပ်လိုက်တာမျိုးလားဘယ်ထက်တော့ဝင်မိရလဲတခုခုတော့ဖြစ်လို့ပါဘာမှမလုပ်ဘဲနဲ့ရွေ့သွားကျွန်တော်သိချတယ်ကျွန်တော်တို့ဖုန်းထဲက data ကိုတရားရောက်ကင်ပြီးတော့ရွှေ့သွားလို့ပါပဲအဲ့ဒါကိုကျွန်တော်တို့အမှန်တိုင်းလက်ခံနိုင်မှုလို့ရတယ် input မရှိဘဲနဲ့ output မရှိဘူးကျွန်တော်တို့ဘာမှမလုပ်ဘဲနဲ့ပြတ်သွားပါတယ်ဆိုတာကြီးကိုကျွန်တော်တို့ကရန်ကြီးเนาะကျွန်တော်တို့တရက်6တလို့မျိုးကြီးเนาะယုံနှံပုံမြင်နေတယ်ခဏမေ့ထားလိုက်ပါတော့အဲ့တော့ programming မှာလည်းထုံနည်း၎င်းပါပဲကျွန်တော်တို့ကမမှန်သေးဘူး result မထွက်ဘူးဆိုလို့ရှိရင်ဒါမှားနေတယ်ကျွန်တော်တို့ input ထည့်တာတနည်းအားဖြင့်ကျွန်တော်တို့ရိုက်ထည့်နေတာ maybe input ထည့်နေတာမှားတာဖြစ်နိုင်တယ်အရင်ဆုံးဒါကိုတွေးပါ process ကမှားနေတယ် process ကတော့မှားဖို့ဆိုတာရာခိုင်နှုန်းအရင်နည်းပါတယ်ရှုပ်ရှင်နေမှာတော့ရှိကောင်းရှိနိုင်တယ် maybe เนาะအချိန်1000မှာတစ်ချိန်အချိန်2000မှာ2ချိန်ဒီလောက်ပဲဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တို့ပထမဆုံးလက်ခံမှာတော့မဟုတ်မှလွဲရောဆိုတော့လက်ခံပါပြီးရင်ကျွန်တော်တို့ဘာမှမလုပ်ဘဲနဲ့ဘာမှမဖြစ်ပါဘူးဘာမှမလုပ်ဘဲဖြစ်တယ်ဆိုတာကြီးကိုလည်းကျွန်တော်တို့နည်းနည်းလေး short ပြီးတော့တွေးစေချင်ပါတယ် okay အဲ့ဒါများသွားပြီဆိုရင်ပြန် short လိုက်မယ် input method ဆိုတာဘာလဲပေါ့နော်ကျွန်တော်တို့ user တနည်းအားဖြင့်အပြင်ကနေပြီးတော့ကျွန်တော်တို့ program ကိုတွက်ချက်မှုတွေလှုပ်ဆောင်မှုတွေ data တွေကိုထည့်ပေးချင်တာအရှင်ပေါ့နော် okay အရှင်ဆိုတာဘာလဲပေါ့နော်အစီဆိုတာတဲ့အသေးဆိုတာဘာလဲကိုပြောရင်ပိုကောင်းတယ်အသေးဆိုတာဘာလဲဆိုတာ constant value ကျွန်တော် gain data မှုပေးလိုက်တာကိုကျွန်တော်တို့ကအသေးလို့ခေါ်ပါတယ်ဥပမာစောစောဆိုလို့ရှိရင် A တဲ့ကိုကျွန်တော်တို့ကပထမ10ထည့်လိုက်တယ်နောက်100ထည့်တယ်900ထည့်တယ်ဒါတွေဒီဘာလဲဆိုတော့ကျွန်တော်တို့ constant value အသေးတန်မှုထည့်ပေးလိုက်တာသူ program စတွက်ခဲ့တယ် A က10ဆိုအဲ့နဲ့စတွက်နေပါတယ်ဒါကိုကျွန်တော်တို့က fish value FIH ပေါ့နော် fish value တနည်းအားဖြင့်အသေးတန်ဖို့ constant လို့လည်းပြောလို့ရဒါပေမဲ့ constant ကတချို့ program တွေမှာနောက်ပိုင်းမှာ constant ကတခြားအဓိပ္ပာယ်ရှိသေးတယ်ဆိုထားလိုက်ပါတော့နော် fish value ပဲပြောလိုက်အဲ့တော့တန်ဖို့အသေးထည့်ပေးတာပေါ့ဒီခါကျတော့တန်ဖို့အသေးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအရှင်ပေါ့နော်အသေးနဲ့ရှင်နဲ့ရွှေချက်တွေကိုခတ်ကုန်အဲ့တော့အပြင်ကနေပြီးတော့ user ကသူစိတ်ကြိုက်ပေးမှာပေါ့နော်အဲ့ဒီနည်းလမ်းကိုကျွန်တော်တို့ကလေ့လာမှာဖြစ်ပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ input ဆိုတဲ့ method ပါနော် input ပေါ့နော်ဟုတ်လားကျွန်တော် JavaScript လေ့လာနေတဲ့လူဆိုတော့ prompt method ပေါ့နော်ဟုတ်လားအပြင်ကနေတန်ဖို့ကိုတောင်းတယ်လက်ရှိမှာ prompt method ကိုသိနေတယ်ပေါ့နော်ဒီမှာတော့ Python မှာတော့ input ဆိုတဲ့ method နဲ့သုံးပါတယ်အဲ့တော့ input ဒီလေနော်ကျွန်တော်တို့က string နဲ့ဖမ်းပါတယ်တခြား programming တွေလိုပဲနော်သူရဲ့ default အနေနဲ့တော့သူက string နဲ့ဖမ်းတယ်ကိုက number ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ number ပြန်ပြောင်းပေးဖို့တော့လိုပါတယ်အဲ့တော့ input လို့ရေးလိုက်ရုံနဲ့နော်ကျွန်တော်တို့ကိုပေါ်ခြင်းတဲ့စာကိုသူ့နောက်မှာထည့်ပေးလိုက်ပါဒါဆိုလို့ရှိရင်သူကကိန်းဂဏန်းတစ်ခုဖြစ်သွားမယ်ဒါဆိုရင် enter your name ဆိုနာမည်တစ်ခုပေါ့နော်နာမည်တစ်ခုယူလိုက်တယ်ယူပြီးတော့ဆိုလို့ရှိရင်ညာဘက်ကတန်ဖို့ဘယ်ဘက်ထည့်ကိုထည့်ပါတယ်ဘာလို့ကြောင့်လဲ sorry ညီမချင်းဆိုတဲ့ operator assignment operator ကြောင့်ပါအဲ့တော့ print a ဆိုလို့ရှိရင်ကျွန်တော်ရိုက်ထည့်ပေးလိုက်တဲ့တန်ဖို့ကိုပြန်ပြီးတော့ result နဲ့ထွက်ပြမှာဖြစ်ပါတယ် output ကဘာလဲဆိုတော့ထည့်လိုက်တဲ့ result ကိုထုတ်ပြပေးမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်သတိထားမှာတော့ကဏ္ဍကိန်းဂဏန်းတွေတွက်ချက်တဲ့အခါမှာတော့သတိထားဖို့လိုပါတယ်ဒါလေးပါ okay အဲ့တော့သွားပြီးတော့တို့လည်းဆန်းလိုက်အောင်အဲ့တော့ကျွန်တော်တို့က a ကို import under your name ပေါ့နော်မင်းရဲ့နာမည်ကိုရိုက်ထည့်ပေးပါဆိုကျွန်တော်တို့က print a ပေါ့နော်အဲ့တော့ a ကိုထည့်ပေးလိုက်တယ်ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုပေါ်လဲ result လေးကိုကြည့်အောင်ဒီမှာကျွန်တော် enter your name ပါ terminal မှာလာပေါ်ပါတစ်ချက်နှိပ်လိုက်ပါ mobile phone နဲ့လူနော်တုံးတဲ့လူရဒါလေးနှိပ်လို့ရပါဒါ input method နဲ့တောင်းတယ်ဆိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကိုက keyboard လေးပေါ်လာ keyboard နဲ့ရိုက်လိုက်ပါကျွန်တော်ကနော် appl apple လို့ရိုက်လိုက်တယ် enter ခောက်ပေးလိုက်ပါဒါဆိုရင်ကျွန်တော်ရိုက်ထည့်ပေးလိုက်တဲ့တန်ဖိုးကိုဒီမှာနော် console မှာပြန်ပြတာပေါ့နော်ကျွန်တော်လက်ရှိမှာတော့ console ပဲတည်သေးတာဆို terminal ကို console နော် terminal ပေါ့ဒီမှာတော့ terminal မှာပေါ်တဲ့ apple ဆိုပြီးလာပေါ်ရိုက်ထည့်ပေးလိုက်တဲ့တန်ဖိုးကိုလာပေါ်ပေးတာနော်ဒါတိတ်ထွေထူးမရှိတော့ကျွန်တော်မြန်ပြောလိုက်တယ် okay အဲ့တော့ကိန်းဂဏန်းဆိုရင်သတိထားပါဆိုဘာကိုပြောရလဲပေါ့နော်အဲ့တော့ကျွန်တော် under number ပေါ့ under number and u and b and number တခုရိုက်ထည့်ပေးပါပေါ့နော်ပြီးရင်ကျွန်တော်တို့ကကိန်းတွေတခုထည့်ထားမယ် b equal 10ပေါ့နော်ပြီးရင်ကျွန်တော်တို့ကc equal a plus b ပေါ့နော်အဲ့တော့ကျွန်တော်ရိုက်ထည့်ပေးလိုက်တဲ့တန်ဖိုးကနော်ဒါဆိုလို့ရှိရင်တမျိုးဖြစ်နေပါဘူးနှစ်ခုလုံးသာသုံးလိုက်ပါ import
under a another number ဒါမှမဟုတ် under a number နောက်တဲ့ number တစ်ခုရိုက်ထည့်ပါလို့ရအဲ့တော့ a ဘလက် b c เนาะကျွန်တော်တို့က c ဆိုပြီးထုတ်လိုက်တယ်ကျွန်တော်စမ်းကြည့်အောင်အဲ့တော့ under a number ပထမ number တစ်ခုရိုက်ပါကျွန်တော်1လို့ရိုက်ထည့်ပေးလိုက်တယ်ပြီးရင်ကျွန်တော် under ခေါက်ပေးလိုက်တာပါ under ပါနောက်တစ်ခုရိုက်ပါကျွန်တော်1လို့ရိုက်လိုက်ပါအဲ့တော့1နဲ့1ပေါ်က2ဖြစ်မှာပေါ့နော်ဒါမှကျွန်တော်လက်တွေ့ဘဝမှာ2မဖြစ်ဘဲနဲ့ကျွန်တော်17ဖြစ်တော့ပါတယ်အဲ့တော့1နဲ့1ပေါ်ရင်2မဖြစ်တဲ့အခြေအနေတွေရှိပါတယ်ဆိုပြီးတချို့ကတိကသက်နော် programming မှာတွေးရဆိုတော့ဒါပဲပြောတာနော်မှန်ပါတယ်တချို့အခြေအနေမှာဒါဘာကြောင့်ဖြစ်နေရလဲဆိုတော့သူဒီ1မဟုတ်ပါဘူးကိန်းကိန်းနဲ့1မဟုတ်ပါဘူးပြောကျွန်တော်1တော့1ပဲကိန်းကိန်းနဲ့1မဟုတ်ဘူး string 1စာသား1ဖြစ်နေတဲ့အခါမှာစာသား1 1ဆိုပြီးဖြစ်သွားတာပါကိန်းကိန်းနဲ့17ဖြစ်တာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ဖတ်တဲ့အခါမှာတော့17လို့ဖတ်မိကောင်းဖတ်မိမှာပေါ့နော်သူဒီ string ဖြစ်နေတဲ့အမျိုးအစားဖြစ်နေတာပါအဲ့ဒါလိုမျိုးဆိုရင်ကျွန်တော်ကဘာလုပ်ပေးရမလဲဆိုတော့သူ့ကိုကိန်းကိန်းနဲ့ဖြစ်အောင်ပြန်ပြောင်းပေးရပါတယ်ကိန်းကိန်းနဲ့ဖြစ်အောင်ဘာနဲ့ပြောင်းလဲဆိုတော့လွယ်လွယ်လေးပါပဲရှေ့ကနေပြီးကျွန်တော် integer ဖြစ်ချင်သူ့ကို integer int လို့ရေးလိုက်အောင်ပါပဲပြီးရင်သူ့ကို function နဲ့ int function နဲ့ထည့်ပေးလိုက်တာမှတ်မိအောင်မလားမသိဘူးကျွန်တော်တို့က string ဖြစ်ချင် str function နဲ့ကိုထည့်ပေးလိုက်တာပါအဲ့ဒီတော့ရမယ်ဆိုရင် int ကဘာလို့ int ဖြစ်သွားလဲမတွေးပါနဲ့ integer ဖြစ်ချင်တော့ int ကိုထည့်လိုက်တာပါအတူကောက်တွေလည်းကျွန်တော်ပြောခဲ့ပြီးပါပြီ integer အတူကောက်က int float ရဲ့အတူကောက်က float float ပဲ string ရဲ့အတူကောက်က str ဖြစ်ချင်တဲ့ကောင်အဲ့ထဲမှာကွန်ဆက်ကွန်ပိတ်ခံပြီးထည့်ပေးလိုက်ဒါဆိုရင်ကျွန်တော် integer ဖြစ်သွားပြီပြန်ပေါင်းကြည့်အောင် under number 1 under 1ဒီခါတော့ကျွန်တော်တို့လိုချင်တဲ့2ကိုရပါပြီဒါလို့ဆိုရင်ကျွန်တော်တို့က okay မှထင်ပါတယ် okay